Fishoni stitch. တတော့ဝက်လောက်ထိအောင်အရင်ဆင်းရပါမယ်စင်တာလောက်ကိုလာနော်လာဘဲရလာတော့ရပါတယ်သူအဓိကဒီ position ရအောင်မသွားမှာပဲပြီးရင်0လာ okay ပြီးသွားပြီဆိုလို့ရှင်တော့အပေါ်ရောက်နေရဆိုအပေါ်ကပြန်ဆတာပေါ့အောက်ကစရင်အောက်ကအောက်ရောက်နေအောက်ကပြန်ဆမှာပေါ့နော်ဒီဘက်လေးကိုယူမယ်ပြီးရင်သူကဒီမှာတဝက်ဆိုရင်သူတဝက်အတိုင်းပဲပေါ့နော်ကိုလည်းအဲ့မှာတဝက်ကိုယူလိုက်ပါ cross နော်ဟုတ်ပဲဒီဘက် cross တော့မှာပါဟုတ်လေးပါခင်ဗျအဲ့တော့ကိုအောက်ကနေပြန်သွားမယ်ဆိုလို့ရှိရင်ဒီဘေးကိုပြန်လာ okay နော်ဒီဘက်ကနေဒီဘက်ကိုလာမှာပါနော်လာပြီးရင်သူရဲ့ဒီဘက်ချမ်းကိုလာပြီးတော့ထိုးပါokay ပြီးတော့ပြီဆိုရင်သူနဲ့ဆန့်ကျင်ဘက်နောက်တစ်စနော်ဟာပြီးတော့ရင်သူရဲ့အောက်ကိုလာမယ်နော်ကိုကမာတော့ခုပြထားသလိုလေးပဲဘယ်တစ်ချက်ညာတစ်ချက်အဲ့လိုထိုးသွားမယ်ဆိုလို့ရှိရင်အမတို့ဘေးမှာထိုးပြထားတဲ့အစိမ်းရောင်လိုမျိုးပဲတည့်ရွက်ပုံလေးရမှာပါเนาะအဲ့တော့အဆုံးထိဒီတိုင်းလေးပဲပြီးအောင်ထိုးသွားလိုက်ပါเนาะ